တကယ်လို့တင်းဖြစ်တည်လာရတဲ့ပုံစံဟာတင်းချစ်ထေဖို့တဲ့အကြီးမားဆုံးဆုံးဖြတ်ချက်တွေနဲ့မဆိုင်ပဲတင်းနှိမ့်ဆိုင်ထက်ခါတလဲလဲလှုပ်ဆောင်နေတဲ့အဖြူမှုလီတွေပေါ်မှာပဲအလုံးစုံမူတည်နေတယ်ဆိုရင်ကောတင်းဦးနောက်ဟာစိတ်အားထက်သန်မှု motivation တစ်ခုတည်းနဲ့တင်းပြောင်းလဲသွားတာမဟုတ်ပါဘူးဒါဟာထက်ခါတလဲလဲလှုပ်ဆောင်မှုတွေကတဆင့်ပြောင်းလဲသွားတာပါတင်းနေ့တိုင်းတွေးနေတဲ့အတွေးတွေတင်းပေးနေတဲ့စင်ကြီးတွေတင်းတီးခဲ့တဲ့ဒါမှမဟုတ်ဖြတ်ခဲ့တဲ့ကတိတွေဒါတွေအားလုံးဟာတင်းဦးနောက်ကိုတင်းခန်းစာတစ်ခုတင်းပေးနေတာပါအဲ့ဒါကတော့ဒါဟာငါဘေးဆိုတဲ့သင်ခန်းစာပါပဲအဲ့ဒီຢာတွေကိုအချိန်ပေါင်းထောင်နေချီပြီးကြားလာရတဲ့အခါတင်းဦးနောက်ကဆက်ပြီးတန်တရားမဖြစ်တော့ပဲဒါကိုပဲတင်းရဲ့ပင်ကိုစရိုက်လို့လက်ခံလိုက်ပါတော့တဲ့ဒါကြောင့်ပဲငါကလူမှုဆက်ဆံရေးညံ့ပါတယ်လို့အမြဲပြောနေတဲ့သူတွေဟာဒါကိုတကယ်လို့ယုံကြည်သွားကြတာပါငါကတော့ဘာကိုမှအဆုံးထိမလုပ်နိုင်ဘူးလို့ပြောတဲ့သူတွေဟာလည်းတဖြည်းဖြည်းနဲ့အဲ့ဒီလိုလူမျိုးဖြစ်လာကြတာပါအဲ့ဒါတွေကတကယ်မှန်နေလို့မဟုတ်ပါဘူးအချင်းချင်းအခါခါထပ်လုနေတဲ့အတွေ့အကြုံတာအမှန်တရားလို့ခံစားလာရတာပါတရင်ကောင်းတစ်ခုကတော့တင်းရဲ့အခုလက်ရှိအကျင့်လေးကိုဖြစ်ပေါ်စေခဲ့တဲ့နီလန်းအတိုင်းပဲပိုကောင်းတဲ့အကျင့်တွေကိုလည်းပြန်လဲတီးဆောက်လို့ရတယ်ဆိုတာပါပဲတင်းမှာအကြီးမားဆုံးဆုံးဖြတ်ချက်ကြီးတွေရှိနေဖို့မလိုပါဘူးတင်းဦးနောက်ကဒါဟာပုံမှန်ပဲလို့လက်ခံသွားတဲ့အထိတင်းငယ်တဲ့အပြူအမူလေးတစ်ခုကိုပဲထက်ခါတလဲလဲလှုပ်ဆောင်ပေးဖို့လိုတာပါဒါကြောင့်အရာအလုံးကိုငါဘယ်လိုပြောင်းလဲရမလဲဆိုတာကိုမမေ့ပါနဲ့တော့ငါဦးနောက်ကိုနေတိုင်းပါတီတင်ပေးနေမိတယ်လဲဆိုတာကိုပဲကိုပြန်မေးကြည့်ပါဘာဖြစ်လို့လဲဆိုတော့တင်းရဲ့အကျင့်တွေဆိုတာတင်းလုံနေတဲ့အလုပ်တွေတတ်တတ်တင်မဟုတ်ပါဘူးအဲ့ဒါတွေဟာတင်းဘဒူးလဲဆိုတာကိုတခေးဖြည်းချင်းပုံဖော်ပေးနေတဲ့ညွန်ချချက်တွေပဲဖြစ်လို့ပါပဲ